ဘန်ကောက်မှာမာလာရှန်ကောတို့မာလာထန်တို့အလုတ်ပိတ်ရက်ဖြစ်ဖြစ်ကြောင်းပိတ်ရက်ဖြစ်ဖြစ်ဘော်ဒါရင်းနဲ့သွားစားမယ်ဆိုရင်တန်လဲတန်တယ်ပြီးတော့တခြားမီနူးအများကြီးကိုလည်းတနေရာထဲမှာရွေးလို့ရတယ်မာလာအန်ဆိုတဲ့ဆိုင်လေးကိုတွေ့ထားတယ်ဆိုင်က Onu BDS နားလေးကနေလန်ဒန်လေးလောက်ရှောင်းရင်ကိုရောက်တယ်ကျွန်တော်တို့ဘော်ဒါတွေနဲ့စုပြီးတော့စားမယ်ဆိုရင်တော်တော်လေးကိုတန်တယ်ပေါ့မာလာရှန်ကောမှာလုံးဝထုံထုံဆက်ဆက်လေးစားခြင်းဒီဆိုင်ကိုလုံးဝ recommend လုပ်တယ်လက်ဖက်နဲ့လှုပ်ထားတဲ့ငါးဆိုလည်းအကြီးကြီးပဲမာလာထန်အပြင်အောင်မှအကျော်တွေလည်းရတယ်ကျွန်တော်တို့မြန်မာတွေရဲ့ပါဇက်နဲ့ကတော့လုံးဝကွက်တိပဲပဇွန်ကြော်ဆိုလည်းကြော်ထားတာအရတာလေးကလုံးဝထိမိခွေနေရပဲဗျာပဇွန်ခွာပြီးကျွေးရမယ်ကောင်းမလေးပဲလိုတော့တာမာလာထန်ကလုံးဝငကူတဲ့ favorite ဆိုတော့လုံးဝအရေးပါတောက်လျှောက်ယူတာအဲ့လိုအရေးလေးနဲ့အဖက်လေးနဲ့တွဲစားရတော့ကတော်တော်လေးအရတာရှိတာလက်ဖက်နဲ့လှုပ်ထားတဲ့ငါးဆိုလဲအကောင်ကကြီးတလောက်တော်တော်လေးအသားတွေကလည်းနူးဣညာပဲစားကောင်းတယ်အဲအကြောင်းငါးကိုလည်းစားကြည့်ခဲ့ဖို့မမေ့ပါနဲ့ကျွန်တော်ကတော့ဘော်ဒါတွေကိုကောင်းနေဆိုပြီးတော့တယောက်ပြီးတယောက်လိုက်ပြီးတော့ကျွေးနေတာပေါ့ကြက်ရီခွန်လေးကလည်းကြော်ထားလုံးဝကြွတ်ရွရွလေးဆိုတော့တော်တော်လေးကိုအရတာရှိတယ်ကြက်ရီခွန်လေးကိုလည်းလုံးဝ side dish အနေနဲ့မှာစားကြည့်တဲ့တယ်အဲ့လိုမျိုးဆန်ပြားတွေကြိုက်တတ်တဲ့လူတွေအတွက်လည်းဒီမှာမီနူးကရှိတယ်ဆိုတော့တော်တော်လေးကိုအဆင်ပြေတယ်ကျွန်တော်ကတော့ဆန်ပြားငကူလေးကကြိုက်တယ်အဲ့ဒီလိုနဲ့ကျွန်တော်တို့ဘော်ဒါ3ယောက်တည်းနဲ့မှားထားတဲ့လုံးဝအများကြီးကိုဖြုတ်တာဆိုတာတကယ်စားနိုင်တဲ့ကောင်းတွေကိုပဲခေါ်ထားဒါပေမဲ့ပိုရှင်တပွဲအများကြီးပါတော့ကျွန်တော်တို့လုံးဝစားနိုင်တယ်ဆိုတဲ့လူတွေတော့တိတ်မစားနိုင်ဘူးဒီမှာမာလာဘဲဆက်ရောရလို့တော်တော်လေးကိုအဆင်ပြေတယ်ဒါမာလာဘဲဆက်ကြိုက်တဲ့လူတက်ကွက်တိပဲကျွန်တော်တို့ကတော့စားမကုန်တာတွေအကုန်လုံးပြန်ပြီးတော့ထုတ်ပြီးတော့ညကြိုင်ပြန်စားမှာပေါ့ဆိုတော့ကျွန်တော်တို့လိုဘော်ဒါတွေနဲ့ထုံထုံဆက်ဆက်လေးစားခြင်းလာပြီဆိုမာလာအန်ကိုပဲတတိယလိုက်ပါအစားတောက်တင်မကဘူးဆိုင်ရပါလုံးဝ fine လို့တော်တော်လေးကို recommend လုပ်တယ်စားဘူးတဲ့လူတွေရှိရင်လည်းဒါ feedback လေးပေးသွားပါဦး